အမယူဒီပကံလေးကလေပန်းလေးတွေနဲ့လှလိုက်တာဘယ်ရောက်ဝယ်ရလဲမသိဘူးဟောဒီအိုးနဲ့အပကံနဲ့တူတူတွဲဝယ်တာဟောအဲ့ဒီထဲကဒီလိုအစီလေးတွေရောဘယ်ရောက်ဝယ်ရတော့ရင်ဒီထဲကအစီလေးတွေရလားဟောဒီပါပတိစံဆိုင်ကဝယ်တာကြည့်ရော့အမအမလုံးမနေနဲ့ခုနေစားလိုက်တာကနှလုံးအိုးတို့တခါတည်းနေစားလိုက်တာညနေငါဘလို့စားရတော့မလို့လူမာတယ်အေးအဲ့လောက်ကားဒီပါပတိစံနိုင်လေးရဆိုလို့ရှိရင်ဖြင့်အရေးသွေးကောင်းတဲ့စံတွေကိုရောင်းချပေးသည့်အပြင်ကျွန်တော်ကျမနဲ့အိမ်ရှင်မတွေအားလုံးအတွက်စံအိတ်24ပြည်အိတ်50ပြည်တိုင်းရွှေတပေးသားလက်ဆောင်ရအောင်ပါနော်အားလုံးပဲစံဝယ်ရွှေစုကြရအောင်ဒါဆိုရင်ပပတိကိုလှမ်းလာခဲ့တော့နော်